လယ်သမားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ရွှေခရူဒုက္ခခရူတွေရဲ့မူရင်းဒေတာဟာတောင်အမေရိကဖြစ်ပြီးထိုင်ဝမ်နိုင်ငံကိုပင်လယ်စားစာဖြစ်ရောက်ရှိလာခဲ့ရာကနေဖိလစ်ပိုင်နိုင်ငံဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတွေကိုပြန့်နှံ့ဝင်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံထဲကိုတော့2011ခုနှစ်မှာရွှေခရူတွေပေါက်ဖွားရောက်ရှိလာပြီးမွန်ပြည်နယ်ချောင်းစုံမြို့နယ်ကလယ်မြေ100ကျော်ပျက်စီးခဲ့ပါတယ်မွန်ပြည်နယ်ပင်လယ်ကမ်းဆက်ရွာတွေဖြစ်တဲ့ကညောဘိုးနက်ကြီးဒေါင်းရက်ကုန်းမှုပွန်ဆယ်ပလာဟင်းသာကျွန်းနတ်မော်တို့မှာ2011ခုနှစ်မိုးစပါးရာသီမှာရွှေခရူကြားရောက်ခဲ့ကနှိမ်နှင်းလို့မရနိုင်အောင်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရွှေခရူတွေဟာတိုင်းနယ်ပြည်နယ်အနှံ့အပြားကိုပြန့်နှံ့လာကလေယာစိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်းပြုသူတွေအတွက်ကတော့ကြီးမားတဲ့ဒုက္ခတွေနဲ့အတူစီးပွားရေးအခက်အခဲမျိုးစုံကိုရင်ဆိုင်ကြုံတွေ့နေရပါတော့တယ်။ရွှေခရူတွေဟာမျိုးပွားနှုန်းမြန်ကာ2လ3လအတွင်းအရွယ်ရောက်နိုင်တယ်လို့အရွယ်ရောက်ပြီးအမတကောင်ဟာတစ်ချိန်ကို100မှ1000အထိအတွဲလိုက်ဥနိုင်ပါတယ်။တစ်နှစ်ကို3ချိန်ထိမျိုးပွားနိုင်ပြီးရွှေခရူတစ်ကောင်ဟာပတ်ဝန်းကျင်ရဲ့အပူချိန်နဲ့အစာရေစာပုံမူတည်ပြီး9နှစ်မှ10နှစ်အထိအသက်ရှင်နေထိုင်နိုင်ကြပါတယ်။အရွယ်ရောက်ပြီးရွှေခရူတွေဟာဝါညိုရောင်ရောက်ရှိပြီး2လက်မမှ3လက်မအထိကြီးထွားနိုင်ကဥတွေကတော့ပန်းနုရောင်ပန်းစီအနီရောင်နဲ့အဖြူရောင်ပြောင်းလဲနိုင်ပါတယ်။ဥတွေကိုစပားပင်စီမြက်ပင်ပေါင်းပင်နဲ့ဝါလုံးတကိုင်းစားတဲ့ရေပေါ်မှာပေါ်နေတဲ့နေရာတွေမှာဥချလေးရှိပါတယ်။ဒါအပြင်ဥတွေဟာ10ရက်မှ3ပတ်အတွင်းအကောင်ပေါက်နိုင်ပြီးအကောင်ပေါက်တွေဟာရေညှိရေမော်ရွက်နှုတွေကိုစားတောက်ကြကအကောင်ကြီးလာပါကအရွက်အသီးပင်စီနဲ့အမြစ်တွေကိုစားတောက်ကြပါတယ်။ရွှေခရူဟာစပားပြောင်းလျှောက်တံပရာနဲ့ဟင်းသီးဟင်းရွက်တွေမှာအများဆုံးကြာရောက်နိုင်ပြီးစပားပြိုးကင်းစိုက်ခင်းတွေမှာပင်ချေမှစတင်ကကိုက်ဖြတ်စားတောက်လေးရှိတဲ့အတွက်အပင်တွေပြန်လဲရှင်သန်နိုင်ဖို့ခက်ခဲတယ်လို့မြေကြီးထဲမှာလည်း3လခန့်ခိုအောင်နိုင်ကြပါတယ်။